အဲ့ဒါရင်ဖះရဲ့ဆုံးမှာရင်ထဲမှာမရှိဘူးဆိုရင်ဓမ္မနဲ့အတ္တမအဲ့ဒီဟောနေတဲ့ဘုန်းကြီးတွေကိုယ်တိုင်ကိုကအမျိုးဘာသာသာသနာတို့အောနေတဲ့ဘုန်းကြီးတွေကဒီသာသနာတို့မသိဘူးလားဆိုတော့တိတိနဲ့ပြောမှဆိုရင်ဘသူတွေဖြတ်လာဆိုရင်ဦးဇင်းတော်တို့ခါတော့ပို့ရေးလိုက်ပါတယ်သာသနာဖြတ်တာဒီပြလူတွေဖြတ်တာမဟုတ်ဘူးလို့ဘုန်းကြီးတွေကိုယ်တိုင်ဖြတ်တာလို့ဟုတ်တယ်လေဦးဇင်းတို့ဖះလည်းအဲ့ဒါပဲပြောတာငါသာသနာကိုလူလည်းဖြတ်မရဘူးနတ်လည်းဖြတ်မရဘူးဗြဟ္မာလည်းဖြတ်မရဘူးငါသာသနာအတွင်းတွေကဘုန်းကြီးတွေပြက်လို့ရှင်ပြက်တယ်ဆိုတာအဲ့ဒါမို့ဦးဇင်းတို့ကဒီတိုင်းပြည်လက်ရှိဦးဇင်းတို့သာသနာဖြတ်နေတာနံပါတ်1တက်ကဘုန်းကြီးတွေပဲနော်ဝေဖန်ရမယ်ပိုင်းခြားရမယ်အဲ့တော့ဦးဇင်းတို့က तू ကောင်းသူခံလိမ့်မယ်ဟေးဆိုတော့ဦးဇင်းတို့ပြောပါဦးယနေ့မင်းအောင်နိုင်မကောင်းတာဟာ तू မကောင်းသူခံလားသူ့ကိုမှီပြီးတော့ဦးဇင်းတို့တန်နိုင်ငံလုံးဘာဖြစ်ကုန်ကြလဲအကုန်လုံးဒုက္ခရောက်သွားတယ်အကုန်လုံးဒုက္ခရောက်ကုန်ကြတာတင်ပါဗျာဦးဇင်းတို့ကလိလူရှုပြီးနေရင်နဲ့ခုနပြောခဲ့တဲ့ virus ပိုးတွေဘာဖြစ်လာပွားလာတယ်ဗျာပွားလာတာကြီးလာရင်သူ့ရဲ့တံကိုခံရတာပဲတင်ပါဗျာဒါကြောင့်မလို့ COVID-19 တုန်းကဦးဇင်းတို့ကယောဂပိုးဖြစ်တဲ့လူကိုဘာလုပ်ရလဲsave ထားတယ်တီချာခွဲထားရတယ်သူ့ရဲ့ယောဂပိုးတွေကူးမှဆိုလို့ဟုတ်တယ်မလားတင်ပါသူမကောင်းသူခံလိုက်မယ်ဆိုရင်လွတ်ထားရင်အဲ့ဒီပိုးတွေအကုန်လုံးဦးဇင်းတို့ပြန့်လာမှာပေါ့တနိုင်ငံလုံးပြန့်လာမှာဟုတ်တယ်မလားတင်ပါဒါကြောင့်မလို့ဗုဒ္ဓဟာအဲ့ဒီမကောင်းတဲ့စိတ်တွေမကောင်းတဲ့ဥစ္စာတွေကိုပြန့်မှာဆိုလို့ဘာလုပ်တာလဲအင်အားရှိတော်မှာဆိုလို့အတေဝနာစဘာလနန်ဆိုတာမထည့်ထားဘူးလားထည့်လာပါတယ်ဗျာအဲ့တော့အတေဝနာစဘာလနန်ဟေ့ဆိုတာခိုးနေတာလေးတစ်ခုတည်းတွားကြည့်လို့မရဘူးလေဘုန်းကြီးကိုယ်တိုင်လည်းပဲဘာလနာမဖြစ်ဘူးလားဖြစ်တယ်ဗျာဖြစ်တာပေါ့ဒါကြောင့်မလို့အဇာတတက်ကိုမြောက်ပေးတဲ့ဒေဝရတ်ဟာဘုန်းကြီးလားလူလားဘုန်းကြီးပါဗျာဘုန်းကြီးပဲသူတိုင်းပြည်ရေးတွေဝင်ရှုပ်ပြီးဟုတ်တယ်မလားဖခင်ဘရင်ကိုတောင်တတ်ခိုင်းတာပဲတင်ပါအခုလည်းပဲဒီတကူတို့ကခုနပြောခဲ့တဲ့ပလင်ကြီးပေါ်မှာတော့သူတို့ကိုယ်တိုင်ကအတေဝနာစဘာလနန်လို့ခေါ်တယ်ပြီးရောလူမိုက်စစ်လူယုံမှစစ်တိုင်းပြည်ကြီးကိုတတ်တယ်ဖြတ်တယ်ခိုးတယ်မတရားလုပ်နေကြတဲ့မင်းအောင်နိုင်တို့စိုးဝင်းတို့အုပ်စုနဲ့တွားပေါင်းနေကြတယ်မှန်ပါဗျာတပိတော့ထွေထူးထူးမိတ်ဆက်စရာတော့မလိုပါဘူးထင်ပါတယ်ဗျာတပိတော့ကတော့အနုပညာရှင်တယောက်ဖြစ်တယ်လူရှင်တော်လဲလူရှင်တော်ပေါ့တပိတော့သိကျင်တာလေးတော့ရှိပါတယ်ဗျာတပိတော့သိကျင်တာကတော့တပိတော့နိုင်ငံမှာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတဲ့ကထဲ့လာခဲ့တဲ့ဂျင်းတွေပြည်သူလူထုတွေအဲ့ဂျင်းတွေကြားမှာပိတ်မိနေပါတယ်ဗျာအဲ့ဒါလေးတွေလည်းတပိတော့သိကျင်ပါတယ်ဗျာဘာသာရေးနဲ့ပတ်သက်တဲ့ဂျင်းတွေလည်းအများကြီးရှိပါတယ်ဗျာဆိုတော့မြေသားတို့ရွတ်ပြီးတော့လူတွေတတ်နေကြတာရောဒါတွေကဂျင်းထဲမှာပိတ်မိနေကြပါတယ်ဗျာဆိုတော့ဘုံဘုံတို့တန်ခါမှာလည်းသာသနာရေးရမှာအရင်တော့တပိတော်ငယ်တော့ဆိုရင်တန်ခါဆိုတဲ့အဖွဲ့အစည်းကတစ်ခုတည်းရှိပါတယ်ဗျာအခုတော့တပိတော်တို့လူပြိုဘဝကလေးဘဝနဲ့လူပြိုဘဝအိမ်အောင်တဲ့ဘဝကြောက်ရတာအချိန်မှာတန်ခါအဖွဲ့အစည်းကနှစ်ဖွဲ့ဖြစ်သွားပါတယ်ဗျာနှစ်ဖွဲ့ဖြစ်သွားတဲ့အခါမှာဘာကြောင့်နှစ်ဖွဲ့ဖြစ်သွားရလဲဆိုတာလေးလည်းသိကြပါတယ်ဗျာဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါကိုအောင်တော်ကြီးဝိဇ္ဇနုရဲ့တိုင်းပြည်မှာတော့ပြောရမယ်ဟေ့ဆိုရင်တော့ဒါအင်မတန်မှရှည်လျားပါတယ်နော်တမိုင်းကိုပြန်ကြည့်မယ်ဟေ့ဆိုရင်လေဝိဇ္ဇနုကကျင်းထည့်ထားတဲ့တမိုင်းကြီးကနဲတာမဟုတ်ဘူးလေနော်တင်ပါဗျာဝိဇ္ဇနုအခုဒီရွှေဆက်တော်ဟေ့ဆိုရင်လေဖျားခြေတော်ရာဆိုပြီးတော့ဒါကျင်းထည့်ထားတယ်နော်ဒါတွေကတကယ်ပြန်ကြည့်တတ်မအောင်ဝိဇ္ဇနုရဲ့ဖျားဟာလူသားဖျားပဲလေဟုတ်တယ်တင်ပါဗျာဒါယနေ့အိန္ဒိယမှာတူးဖို့တွေ့ရှိနေတဲ့ကျောင်းတော်ကြီးတွေရဲ့နော်ဒီဝင်ပေါက်တွေတကားပေါက်တွေကိုကြည့်တယ်ဟေ့ဆိုရင်ယနေ့မြင်နေရတာပဲတင်ပါအဲ့တော့ယနေ့ရွှေဆက်တော်မှာပြထားတဲ့ခြေရာဂေါစီလာခြေရာထက်တောင်မှပဲကြီးနေသေးတယ်ဒါတွေကဘလို့နီးနဲ့မှယုတ်တိမရှိဘူးပေါ့နော်ပြောချင်တာဦးဇင်းတို့ကဖျားခြေရာမဟုတ်ဘဲနဲ့ဖျားခြေရာလို့အလိန်ခံရပြီအဲ့ဒီမှာဦးဇင်းတို့ကပတ်စံတွေပြုံးပြီးဟုတ်တယ်မလားအကုန်လုံးနောက်ဆုံးကြတော့ကောပီကစ်တွေပဲစတွားကြတဲ့ကိစ္စတွေဟာအင်မတန်မှလွဲချော်တဲ့ကိစ္စတွေပဲတင်ပါဗျာဟုတ်ပြောချင်တာကတော့ဦးဇင်းတို့ကရင်းနဲ့အမားတွေကိုဦးဇင်းတို့ကခြေဖြတ်နိုင်ကြဖို့အရန်အရေးကြီးပါတယ်တင်ပါအဲ့တော့ဗုဒ္ဓရဲ့လမ်းစဉ်စစ်ကဘာလဲဟေ့ဆိုရင်ဦးဇင်းတို့မြတ်စွာဘုရားနော်ဒုက္ခအစစ်တွေကဘာလဲဒုက္ခဖြစ်ခြင်းအကြောင်းရင်းတွေကဘာလဲနော်ဒါတွေကိုရှာဖွေပြီးတော့ဒုက္ခကလွတ်မြောက်ကြောင်းဆိုတဲ့ဝိမု ക്തി ဒုက္ခလွတ်မြောက်တဲ့ချမ်းသာအစစ်သစ္စာ၄ပါးကိုသူကိုယ်တိုင်ရှာဖွေပြီးတော့ဦးဇင်းတို့ရဲ့ကြားထဲမှာထားခဲ့တာပဲတို့တော့လည်းပဲယနေ့မြင်ရတဲ့အတိုင်းပဲဗုဒ္ဓကလောဘတွေဒေါသတွေမောဟတွေငြိမ်းကြောင်းကင်းကြောင်းလောဘတွေဒေါသတွေမောဟတွေကင်းမှအင်းငိမ့်တဲ့လူဖွဲ့စည်းဖြစ်မှာကိုစနစ်တကျကိုအောင်တော်ကမေးတဲ့အတိုင်းမေတ္တာတုံထဲမှာတင်ထားတာပဲတင်ပါဗျာတို့တော့လည်းပဲစစ်အာဏာရှင်ရဲ့အသုံးချခံမဘဒဘုံကြီးတွေကနော်ဖျားရဲ့လမ်းကိုမလိုက်ကြဘဲနဲ့စစ်အာဏာရှင်ရဲ့အသုံးချလမ်းကိုသွားကြတယ်တင်ပါ
အဲ့ဒီမှာမြင်တဲ့အတိုင်းပဲလေဗုဒ္ဓကဘာပြောလဲမေတ္တာဒုက္ခမှာနော်ဘယ်နဲ့ပြောလဲဗျာရောတနာပဋိကတင်ညာနေညမညတဒုက္ခမိတ်เสียတမဗျာဒါဘုန်းကြီးတိုင်းဒီပါဠိကိုရွတ်နေကြတာပဲနေညမညဒုက္ခမိတ်เสียဟေ့ဆိုတာအညမညဆိုတာအချင်းချင်းလေအချင်းချင်းဆိုတော့မိသားစုအချင်းချင်းမိတ်ဆွေတွေအချင်းချင်းဦးဇင်းတို့နိုင်ငံသူနိုင်ငံသားအချင်းချင်းဦးဇင်းတို့လူမျိုးအချင်းချင်းဒုက္ခဖြစ်ခြင်းကိုနားအိတ်เสียအလိုမရှိရတမဗျာဒုက္ခဖြစ်ခြင်းကိုအလိုမရှိရဟေ့ဆိုတာဒုက္ခဖြစ်ခြင်းကိုပဲအလိုရှိပါအဲ့တော့ကိုယ်နိုင်ငံသားတွေရဲ့ကျမ်းမာရေးချမ်းသာရေးနိုင်ငံနဲ့ကောင်းတဲ့နိုင်ငံရေးနော်တရားဥပဒေတွေစိုးမိုးတဲ့အရေးတွေကိုပဲဒါဦးဇင်းတို့ဆောင်ရွက်ရမှာပေါ့တို့တော့လည်းပဲဆရာနာရှင်ကသူ့ဘက်ကိုလှည့်လာမှဆိုလို့ဘုန်းကြီးတွေကိုရော့နော်ဆိုပြီးတော့အမျိုးဘာသာတာရဏစောင့်ရှောက်ရေးအသင်းနော်မင်းတို့နောက်မှာငါတို့ရှိတယ်ဆိုပြီးတော့အမုန်းတရားတွေဟောခိုင်းလို့ခုနပောက်ကိုတော်တို့ဝါတော်တို့ဝေဒတူတို့နော်မဘာသာဘုန်းကြီးတွေကအစ္စလာမ်ဘာသာမုန်းတီးတွေဟောကြတယ်အခြားဘာသာမုန်းတီးတွေဟောကြတယ်ပြီးတော့သူတို့လစဉ်စာအုပ်ကြီးတွေထုတ်ပြီးတော့ဖြန့်ဝေကြတယ်အဲ့တော့ဗုဒ္ဓရဲ့ဝေးကိုသူတို့ကမလိုက်ကြဘဲနဲ့ငါကားရရင်ပြီးရောငါကြောင်းရရင်ပြီးရောငါစည်းစိမ်ချမ်းသာရင်ပြီးရောဆိုပြီးတော့ဗုဒ္ဓမျက်နှာအိုးမဲတုပ်ပြီးတော့စစ်အာဏာရှင်ခိုင်းတာမှန်တယ်များလုပ်တဲ့မဘာသာအဖွဲ့အစည်းပေါ်လာတာဒါအင်မတန်ဝမ်းနဲ့ကြာကောင်းတယ်ဒါတကကြီးတို့ဦးဇင်းတို့ငယ်ငယ်တော့မဘာသာအဖွဲ့အစည်းဆိုတာရှိမှမရှိတာမရှိဘူးဗျာဟုတ်တယ်သူပေါ်လာပြီးတဲ့နောက်မှာနော်ဘာတွေဖြစ်လာလူစိုးလူမိုက်တွေကိုမြှောက်ပေးတဲ့အတွက်ကြောင့်ဦးဇင်းတို့ရဲ့တိုင်းပြည်ကလူစိုးလူမိုက်တွေရဲ့ရက်ဆက်ခြင်းကိုခံရတာပဲကျမဗျာဒါပေမဲ့ဗုဒ္ဓဘာဟောထားလဲအတေဝနာသဘာလနံနော်ခုနပြောခဲ့တဲ့မိုက်ချင်းတွေမိုက်တဲ့ဓာတ်တွေလောဘတွေဒေါသတွေမောဟတွေအမိုက်ဓာတ်တွေမပေါင်းနဲ့အမိုက်ဓာတ်ကိုဆောင်ရွက်နေကြတဲ့လူမိုက်တွေကိုလည်းမပေါင်းနဲ့အခုကြတော့သူတို့ကဗဇက်ကတော့လူကြားကောင်လူမိုက်တွေနဲ့မပေါင်းနဲ့မိုက်ချင်းတွေမပေါင်းနဲ့ဟေ့ဆိုတော့သူတို့ကိုယ်တိုင်ကလည်းလူမိုက်တွေဖြစ်နေတယ်မဗျာပြီးတော့လူမိုက်ဆိုတဲ့ခုနပြောတဲ့ရက်ဆက်ချင်းရုံမာချင်းမရင်းချင်းတက်ဖြတ်ချင်းတွေလုပ်နေကြတဲ့မင်းအောင်နိုင်တို့လူစုနဲ့လည်းပဲပေါင်းနေကြတယ်အဲ့တော့ဦးဇင်းတို့ရဲ့တိုင်းပြည်ကဘာဖြစ်လာလဲနော်ဆုပ်ယုပ်လာတယ်ဆုပ်ယုပ်လာတယ်နော်အရေးချင်းတွေရောကိုချင်းတိတ်ခါတွေရောအကုန်လုံးဗပေါင်းဆုံးဆုပ်ယုပ်ပြီးတော့ဒီလူယုံမှာအဖွဲ့စည်းကြီးရဲ့ဖြစ်စည်းခြင်းကိုခံနေရတာဒီခုနပြောခဲ့တဲ့ဓမ္မအမှန်တရားထွန်းကားအောင်လုပ်ရမယ်တာဝန်ရှိဆုံးယဟန်တော်တွေကိုယ်တိုင်ကအားပေးအမြောက်တွားပြုတဲ့အတွက်ကြောင့်သူတို့ရဲ့တခြင်းဖြစ်ခြင်းကိုခံလာရတာပါပဲဒါကြောင့်မလို့ဦးဇင်းတို့ကတော့ပြောချင်တာအရာကဒီမဘာဒအဖွဲ့အစည်းပေါ်ပေါက်လာခြင်းဟာဦးဇင်းတို့ရဲ့ဘာသာရောတာရဏရောနိုင်ငံရောပစ္စည်းဖို့အကြောင်းဖြစ်လာတာပါပဲဒီမှာဒီပြီးတော့ဒါဆိုရင်ဒီပြီးတော့တို့ရဲ့တိုင်းပြည်မှာဆိုရင်အဖွဲ့အစည်းနှစ်ခုဖြစ်သွားတာပေါ့တမတော်ဆိုတဲ့အဖွဲ့အစည်းရဲ့မဘာသာဆိုတဲ့အဖွဲ့အစည်းရဲ့ဒါမဘာသာဆိုတာကလည်းတန်ဃာကနေဖြစ်လာတဲ့မဘာသာတွေပေါ့နော်တိုင်းပြည်အတွက်ကိုကောင်းကျိုးလုပ်မယ်ဆိုရင်လည်းတပည့်တော်အဖွဲ့အစည်းပဲနဲ့ဖွဲ့ပဲဖြစ်ဖြစ်တိုင်းပြည်အတွက်ကိုကြည့်တဲ့အဖွဲ့အစည်းတွေမှန်များတပည့်တော်တို့ကအများကြီးလိုလားပါတယ်ဗျာတပည့်တော်တို့ဂျင်းတွေတည်ကြတာတော့ဥမာဂျင်းကအခုမှမဟုတ်ဘူးဆိုတဲ့ဟာလေးပေါ့နော်ဘုံဘုံခုနရှင်းပြသွားသလိုရှေးတုန်းဘဝတွေကကြလွန်ခဲ့တဲ့ဘဝတွေကဂျင်းတွေကမိခဲ့ကြတာပေါ့တပုတ်ကနဲ့ပလိကမြန်မာနိုင်ငံမှာပဲမွေးတယ်လို့ပါလို့တော့ကြားတာပေါ့ဒါပေမဲ့ဒီပြောတော့ဒါဟိုလူကြီးသူမတွေပြောခဲ့ရတော့ဒါပေမဲ့အိန္ဒိယမှာလည်းဒီနာမည်တွေရှိတယ်ဆိုတော့ဒီလိုဂျင်းတွေပေါ့နောက်တစ်ချက်ကဟိုဖျားဟောတဲ့တရားတွေကိုဂျင်းထဲတဲ့ဟာတွေလည်းအများကြီးတွေ့ရပါတယ်ဗျာတရဏဂုံ3ပါးနဲ့5ပါးသီလမြဲရင်မမြဲတဲ့လူကိုတတ်တယ်ဆိုရင်ဒါကအပြစ်မရောက်ဘူးလို့ဆရာတော်တစ်ပါးပေါ့ထားလိုက်ပါတော့သူကဟောထားတာရှိပါတယ်ဆိုတော့ဒါမျိုးကြတော့အာကုသို့မဖြစ်ဘူးလားဗျာအဲ့ဒါပြောမှဆိုရင်အဲ့ဒီတရားတော့ဒါတိတကူဟောတာပဲတိတကူဆရာတော်ကြီးဒါ तू ကတိတိနဲ့ဒါတက်တက်မဲ့ဂျင်းထဲတာအဲ့ဒီဥစ္စာတွေကဟိုတိရိလင်္ကာကဆင်းသက်လာတဲ့ဟာတွေချင်းဒါဘုရားဟောခဲ့တဲ့ဟာတွေမဟုတ်ဘူးဦးဇင်းတို့ပြောမှဆိုရင်ဒါဘုရားဦးဇင်းတို့တကားကိုအောင်တော်လဲသိမှာပါဦးဇင်းတို့ပိဋကသုံးမှုဆိုတာရှိတယ်လေပိဋကသုံးမှုတွေမှာဦးဇင်းတို့ပါဠိတော်နဲ့အထက်ကရာဆိုတာရှိတယ်အဲ့ဒီပါဠိတော်နဲ့အထက်ကရာတကယ်ဘုရားဟောခဲ့တာပါဠိတော်ပဲရှိတယ်အထက်ကရာဘုရားဟောခဲ့တာမဟုတ်ဘူးပညာရှင်တွေရေးခဲ့တာဒါပဲကိုအောင်တော်ပညာရှင်တို့ကိုအောင်တော်ရေးလိမ့်မယ်ဟိုတကားပညာဆိုဆရာတော်မင်းသူညပညာရှင်တို့ဆရာတော်ရေးလိမ့်မယ်ဦးဇင်းပညာရှင်ဆိုရင်ဦးဇင်းရေးမှာဒါနဲ့ဦးဇင်းတို့ကအဲ့ဒီအထက်ကရာတွေကိုဘာအနေနဲ့ယူဆမလဲဆိုပညာရှင်အနေနဲ့ယူဆမယ်ဆိုယူဆလို့ရတယ်ဒါနဲ့အခုတော်တော်များအခုဘုန်းကြီးတွေကအဲ့ဒီအထက်ကရာကိုဗုဒ္ဓမတ်တင်ညွတ်လှုပ်လိုက်တော့ဦးဇင်းတို့အဲ့မှာရှောက်ကုန်တာဘာဖြစ်လို့ဘုရားကရိုးလေးပဲဟောခဲ့တာအဲ့ဒီအထက်ကရာကြတော့
။